ဗီဒီယိုလေးမှာတော့ဒီလိုမျိုးလေးပေါ့နော်အလဲကဝတ်ဆန်တဲ့နည်းလေးကိုထုတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးဒီအလဲမှာတုံးထားတဲ့အရာလေးကိုချိန်လေးတစ်ခါစားလိုက်ပါမယ်ချိန်လေးတစ်ခါစားမယ်ပြီးသွားလို့ရှိရင်ဖွတ်မီ3ခါထိုးပါမယ်တော့ပထမဆုံးအပေါက်မှာခုနကပွင့်ဘက်ကလေးထိုးသလိုမျိုးပထမဆုံးအပေါက်အချက်ကလေးတွေဝင်သွားရင်တိုင်ရှည်ထိုးပါမယ်2ခါ3ခါတိုင်ရှည်ကိုဆွဲမထုတ်ပါဘူးเนาะခုနပွင့်ဘက်လေးထိုးလို့ပဲ4ခါထိုးပါမယ်ပြီးရင်ခြေလေးကိုရစ်ပြီးတော့မှအဲ့4ပေါက်ထဲကနေပြီးတော့မှဆွဲထုတ်မယ်ဆွဲထုတ်ပြီးသွားရင်ဖွင့်ပြီးမသွားပါဘူးเนาะဖွင့်ပြီးမသွားဘဲနဲ့ခုနကတစ်ဖက်ကိုယူပြီးတော့မှတိုင်ရှည်ထိုးထားသလိုမျိုးတိုင်ရှည်ထိုးထားတဲ့ဒီပထမဆုံးတစ်ဖက်ပဲယူထားပါเนาะအခုနောက်တစ်ဖက်ကျန်တဲ့တွေကနေပြီးမှယူပြီးတော့မှ slit stick လေးနဲ့ဆွဲထုတ်လိုက်ပါမယ်เนาะပြီးသွားရင်ခြေလေးကိုလက်ကကင်နိုင်တဲ့အနေထားလေးနဲ့ဖြတ်လိုက်ပါမယ်เนาะဒီလိုမျိုးလေးဖြတ်သွားပါပြီဟိုဘက်ဒီဘက်လေးဆွဲလိုက်ပါပေါ့เนาะပြီးသွားရင်အလုံးလေးဖြစ်သွားအောင်လို့လက်ကလေးနဲ့ညှိလိုက်ပါမယ်เนาะအလုံးလေးဖြစ်သွားပြီပေါ့เนาะအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ပန်းပွင့်လေးနဲ့ဆက်ဖို့အနေထားရသွားပြီပေါ့နော်ပန်းပွင့်လေးယူလိုက်ပါမယ်ပထမဦးဆုံးပွင့်ဘက်လေးပေါ့နော်ပွင့်ချက်လေးတစ်ခုကနေပြီးတော့မှအက်ကလေးကိုထည့်လိုက်ပါမယ်ပွင့်ချက်လေးအနောက်ကနေပြီးတော့မှအက်ကလေးကိုထိုးထည့်မယ်ပွင့်ချက်ကလေးအလဲရပေါ့နော်အလဲကနေအက်ကလေးကိုဆွဲထည့်မယ်ဒီအလဲကဝတ်ဆန်လေးရဲ့တစ်ဖက်ကိုဆွဲထုတ်မယ်ပြီးသွားလို့ရှိရင်သူ့ရဲ့တက်ပေါ့နော်သူ့ရဲ့တက်ပွင့်ချက်ပေါ့နော်အလဲမှာ2ခုချမယ်သူ့ရဲ့တက်ပွင့်ချက်ကနေပြီးတော့မှနောက်တစ်ဖက်ကိုအခလေးနဲ့ဆွဲထုတ်ပါမယ်နော်အနောက်ဖက်ရောက်အောင်လို့ပြီးသွားရင်အနောက်ဖက်ရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်ကျိုးစာလေးနှစ်စာကိုအသေးခြိလိုက်ပါမယ်ပေါ့နော်2ခါလောက်ခြိလိုက်လို့ရှိရင်တော့အသေးဖြစ်သွားပါပြီအဲ့လိုမျိုးလေးခြိပြီးသွားလို့ရှိရင်တော့ကကြီးလေးနဲ့အစာတွေကိုညှက်ထုတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီတော့ချိန်လို့ဖွင့်ရန်အတွက်